မျက်မမြင်မျိုးသားဒေရှုံးဟာဘရင်ကြီးကိုတဦးချင်းရှင်ပြန်တက်ခိုက်ဖို့စိန်ခေါ်လိုက်ပါတယ်ဘရင်ကတုတ်ပြန်မှုမရှိတာကိုမြင်တော့သူကမြား6ဆင်းကိုချိုးပစ်လိုက်ပြီးကြံရှိတဲ့နောက်ဆုံးမြားတစ်ဆင်းနဲ့ဘရင်ရှိရာကိုတဲ့ချိန်လိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ဘရင်ကြီးဟာသူ့ရဲ့တပည့်တွေရှိမှအရှက်မကွဲချင်တာကြောင့်ထိုင်နေရာကနေထလာပြီးစစ်မင်းကိုစီးကကွင်းထဲမှာစတင်ပတ်ပြေးပါတော့တယ်ဒေရှုံးဟာဘရင်ရဲ့ဒီနေရာကိုခံမှန်းဖို့စူးစမ်းနေုံမှာပဲဘရင်ကလန်နဲ့အရှိန်ဟုန်ပြင်းစွာလမ်းပစ်လိုက်ပါတယ်ကံကောင်းထောက်မစွာနဲ့လန်ကသူ့ကိုမထိမှန်ခဲ့ပါဘူးဒေရှုံးဟာသူ့ရဲ့လေးနယ်များကိုပြန်ကောက်အသက်ကိုပြင်းပြင်းရှူပြီးစိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပါတယ်ဒါဟာသူ့အတွက်နောက်ဆုံးခွင့်ရေးပါပဲဒါပေမဲ့ဘရင်ကဒေရှုံးရဲ့အားနည်းချက်ကိုသိနေတယ်လို့မျိုးမြင်းကိုစစ်ဆက်ပုံစံနဲ့စီးနှင်းပြီးချင်းကပ်လာပါတယ်ဒေရှုံးဟာမြင်းခွာတန်တွေကြောင့်အာယုံထွေပြားနေပေမဲ့စိတ်ကိုပြန်စုစည်းကအရေးကြီးတဲ့အခိုက်အတန့်မှာဘရင်ကနေပြူဟာပြောင်းပြီးမြင်းပေါ်ကနေတစ်ဖက်ကိုကိုရင်းကရုတ်တရက်တိုက်ခိုက်ဖို့ပြင်ပါတယ်ဒါပေမဲ့ဒေရှုံးကမြင်းကုန်းရဲ့လှုပ်ရှားမှုကိုကြိုတင်သတိပြုမိတာကြောင့်ဘရင်ရှိရာဘက်ကိုလွှားခနဲ့ခုန်တက်လိုက်ပြီးလေထဲမှာတင်များကိုလွတ်လိုက်ပါတော့တယ်။များဟာလျက်စီးလိုမျက်လုံးတာကြောင့်ဘရင်ဟာရှောင်ချိန်မရပဲအနိုင်ရှုံးကစက္ကန့်ပိုင်းတွင်းမှာတင်ပေါ်သွားပါတော့တယ်။ဒေရှုံးအနိုင်ရသွားပေမဲ့သူတို့ကလွတ်မပေးပဲတနကားကိုဖွင့်ကချင်းတစ်တကောင်ကိုလွတ်လိုက်ပါတယ်။အားအောင်ကဒေရှုံးတော့တေးပြီးလို့ထင်နေကြပေမဲ့ဒေရှုံးရဲ့စွမ်းရည်ကိုရှော့တွက်ထားကြတာပါ။ချင်းတစ်ကခုံးဟုတ်လိုက်တဲ့အချိန်မှာဒေရှုံးကဘေးကိုရှောင်လိုက်တာကြောင့်တီလေးလွတ်သွားပါတယ်။သူ့ရဲ့အသားဆက်တချို့အကိုက်ခံလိုက်ရပေမဲ့ဒါကပဲချင်းတစ်ကိုအထင်သေးသွားစေပါတယ်။ချင်းတစ်ကဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ဖို့ပြင်တဲ့အခါမှာတော့ဒေရှုံးကအတန်ကိုတေချာနားထောင်ပြီးနောက်တလန်းစုပ်ကလက်ထဲကစစ်ပူစိန်ကိုအာကုံလွဲပြီးပြစ်ပေါက်လိုက်ပါတော့တယ်